မိတ်ဆွေတို့ကိုမမင်ဘူးရဲ့အစိမ့်မြင့်တဲ့အတိညာဉ်တစ်ခုကိုသူတစ်ဖက်ကပြောပြလာရင်ယုံကြည်ဖို့ခက်ခဲတတ်ကြတယ်မဟုတ်လားအထူးတစ်ထည်ကိုယ့်ရဲ့အတွေးခေါ်ထက်ကြော်လွန်နေတဲ့အခါမျိုးမှာပေါ့ဒီနေ့ပြောပြပေးမဲ့ဇာနာတောဒနာဇတ်တော်နေ့ကတော့ဆရာရဲ့စကားကိုနားမလဲပဲတန်တရားဖြစ်နေတဲ့တပည့်တွေနဲ့အမှန်တရားကိုဘလို့တက်တယ်ပြခေးရလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီဇတ်တော်ကိုမြတ်စွာဘုရားရှင်ကဝေလူဝန်ကျောင်းတော်မှာတရင်သုံးနေစဉ်အတွင်းဟောကြားခဲ့တာပါသင်္ကတနဂုံမြို့တခါမှာဘုရားရှင်ကအကျဉ်းချုပ်မင်းမင်းလိုက်တဲ့ပြဿနာကိုရှင်သာရိပုတ္တရာမထေရမြတ်ကအကျယ်တဝင့်ရှင်းလင်းဖြေဆိုနိုင်ခဲ့ပါတယ်ဒါကိုအကြောင်းပြုပြီးအတိတ်ကအဖြစ်အပျက်တစ်ခုကိုမြတ်စွာဘုရားကပြန်လည်ဆောင်တော်မူခဲ့တာဖြစ်ပါတယ်လွန်လေပြီးတော့အခါဘာယာနာတိပြီမှာပြတ်မှတ်တတ်မဲ့မင်းပြုတ်နေတဲ့အချိန်ပေါ့အဲ့ဒီတုန်းကဖျားအလောင်းတော်ဟာရသေးတူခက်ခဲ့ပါတယ်တောเจ้าမှာတရားဘာဝနာတွေပွားများရင်အချိန်ကုန်လွန်ခဲ့တာပေါ့တနေ့မှာတော့ဆရာကြီးရသေးဟာစုတေခါနီးအချိန်ကိုရောက်လာပါတော့တယ်အဲ့ဒီမှာတပည့်တွေကနောက်ဆုံးစကားအဖြစ်ဘာများမှာကြားချင်လေလို့မေးကြတဲ့အခါဆရာကြီးကနေဝတ္တနီနာတနီဆိုတဲ့စကားတခွန်းလေးကိုပြောပြီးစုတေသွားခဲ့ပါတယ်ဆရာကြီးယတေဟာစုတေပြီးနောက်မှာအာဘတရဗြဟ္မဘုံကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့တောเจ้าမှာဂျန်ခဲ့တဲ့တပည့်တွေကတော့ဆရာကြီးပြောသွားတဲ့စကားရဲ့အနက်အသိပ္ပယ်ကိုမသိကြဘူးဖြစ်နေတာပေါ့တပည့်ကြီးကတော့ဒီစကားကိုတေချာနားလည်ပြီးရှင်းပြပေးပါတယ်ဒါပေမဲ့ခြားတပည့်တွေကတပည့်ကြီးရဲ့စကားကိုမယုံကြည်ကြပါဘူးဆရာကြီးဟာအစစ်မြင့်တဲ့ဘုံဘွားကိုမရောက်ပဲတလွဲတည်းဖြစ်သွားပြီလို့တောင်ထင်နေကြတာပါဒီလိုနဲ့တန်တရားတွေဖြစ်နေတဲ့အချိန်မှာအာဘတရဘံကပြတ်မာကြီးဟာလူပြေကိုဆင်းလာခဲ့ပါလေကောင်းကင်မှာရပ်လေတပိတွေကိုတရားဟောပေးခဲ့တာပေါ့တင်ညာရှိတဲ့တတ္တဝါတွေရောတင်ညာမရှိတဲ့တတ္တဝါတွေရောဟာဆင်းရဲခြင်းရှိကြပါလေဒါကြောင့်ဒီနှစ်ခုလုံးကိုကြောလွန်တဲ့နေဝတ္တညာနာတင်ညာယတနာဇန်ချမ်းသာဟာမှာအကိမရှိတဲ့အစစ်အမှန်ချမ်းသာဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်ပြမလေးကိုယ်တိုင်ဆင်းလာပြီးတပည့်ကြီးရဲ့စကားကိုထောက်ခံပေးလိုက်မှကြံတဲ့တပည့်တွေလည်းလက်ခံယုံကြည်သွားကြပါတယ်ဒီဇတ်တော်ကနေကျွန်တော်တို့ရရှိနိုင်တဲ့အဓိကသင်ခန်းစာနှစ်ချက်ရှိပါတယ်ပထမကတော့တင်ညာရှိခြင်းနဲ့မရှိခြင်းဆိုတဲ့အစွန်းနှစ်ဖက်လုံးဟာဆင်းရဲခြင်းရှိတယ်ဆိုတာသိဖို့ဖြစ်ပါတယ်ဒုတိယကတော့နေဝတ္တညာနာတင်ညာဆိုတဲ့မြင့်မြတ်တဲ့အခြေအနေဟာမှန်ကန်တဲ့ချမ်းသာဖြစ်တယ်ဆိုတာပါပဲအထက်ကအဲ့ဒီတပည့်ကြီးဟာအခုခါမှာရှင်သာရိပုတ္တရာချစ်လာပြီးဗျာမာကြီးကတော့မြတ်စွာဘုရားရှင်ကိုတော်တိုင်ပဲချစ်ပါတယ်အစင်းကြီးရဲ့အမှတ်တရားတွေကိုနားလည်ဖို့ဆိုရင်ကိုယ့်ရဲ့အတိညာဏ်ကိုမြင့်တင်ဖို့လိုအပ်တယ်ဆိုတာမမေ့ပါနဲ့ခင်ဗျာ